ကျွန်တော်တို့ client အနေနဲ့စကားပြောကြည့်တဲ့အခါမှာ client တွေစိုးရင်ကြတဲ့အရာတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ social media တွေမှာ post တွေများများတင်ရမှာပေါ့နော်အဲ့ဒါကိုဘာလို့စိုးရင်ကြလဲဆိုရင် client တွေဘက်ကနေ post ရင်ကတော့အများကြီးတင်လိုက်လို့ရှိရင်ဒီ audience တွေအနေနဲ့ပေါ့နော်မျက်စိနောက်သွားမလားပေါ့နော်တကယ်တော့မျက်စိနောက်ချင်တိုင်းနောက်လို့မရပါဘူးဥပမာကိုဘယ်လိုမျိုးသိနိုင်လဲဆိုရင်ကိုက video တွေ send တင်ကြည့်ပေါ့နော် video တွေ send တင်ကြည့်တဲ့အချိန်မှာကိုယ့်ရဲ့ video ကိုကြည့်တဲ့သူဘယ်လောက်ရှိလဲပြီးလို့ရှိရင်ခဏမြင်လို့ပေါ့နော်ဒီလိုမျိုးမျက်စိနောက်တဲ့သူရောရှိမလားဆိုပြီးတော့ကြည့်ကြည့်ပါဘာလို့လဲဆိုတော့ကိုဗီဒီယိုတင်လိုက်တယ် post တစ်ခုတင်လိုက်တယ်ဆိုရင်တော့မှကို follower တိုင်းကတွေ့မြင်နေတာမဟုတ်ပါဘူးကိုဗီဒီယိုမှာပြောရတဲ့အကြောင်းအရာပေါ်မူတည်တယ်ပြီးလို့ရှိရင်လူတွေရဲ့စိတ်ဝင်စားမှုပေါ်မူတည်ပြီးတော့ကိုကမျက်စိနောက်ချင်တိုင်းနောက်လို့မရပါဘူးမျက်စိနောက်တယ်ဆိုတာဘယ်လိုလဲဆိုတော့ခဏတွေ့နေရတာပေါ့နော်ခဏတွေ့နေရတာကို marketing မှာဆိုရင် frequency လို့ခေါ်ပါတယ်လူတစ်ယောက်ကကိုယ့်ရဲ့ကြော်ညာကိုဘယ်နှကြိမ်လောက်မြင်လဲပေါ့နော်အဲ့ဒါကို frequency များပေါ့နော်ခဏမြင်နေဖို့အတွက်တောင်မှကျွန်တော်တို့ကဒီ boosting တွေလုပ်ရတယ်ပေါ့နော်boosting လုပ်ရတယ်ခဏမြင်တော့မှကိုယ့်ရဲ့ brand ကိုမှတ်မိမှာဖြစ်ပါတယ်မှတ်မိပြီးတော့မှတဖြည်းဖြည်းနဲ့ယုံလာပြီးတော့မှဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်အခုဒီလက်တလုံးမှာပေါ့နော် training တစ်ခုပေါ့သင်တန်းတစ်ခုကိုကျွန်တော်နည်းနည်းသဘောကျရပေါ့နော်ပထမဆုံးတော့ကျွန်တော်အသင်တန်းကိုမြင်တော့ဒီတိုင်းသိအောင်လောက်ပဲပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့ကြော်ညာတွေကိုကျွန်တော်အများနဲ့မြင်လာတဲ့အချိန်မှာဆိုတော့နည်းနည်းစိတ်ဝင်စားလာတယ်ပေါ့နော်စိတ်ဝင်စားလာပြီးတော့ तू ကသူ့ရဲ့သင်တန်းသားတွေကဒီသင်တန်းကိုတက်ပြီးတဲ့အချိန်မှာပေါ့နော်ဘလို့တိုးတက်ပြောင်းလဲသွားလဲဆိုတော့သူကဗီဒီယိုတွေနဲ့လည်းတင်တယ်ပြီးတော့ဓာတ်ပုံတွေနဲ့လည်းတင်တယ်ပေါ့နော်အဲ့အချိန်မှာဆိုတော့ကျွန်တော်ကိုယ်တိုင်ကတော့ဒီသင်တန်းကိုတော့စုံစမ်းကြည့်မိတယ်ဈေးနှုန်းကဘယ်လောက်ရှိတယ်ပေါ့နည်းနည်းစိတ်ဝင်စားလာတာပေါ့နော်ဆိုတော့အဲ့ဒါက frequency များတော့မှသာလင်ဒီစိတ်ဝင်စားတယ်ပြီးလို့ရှိရင်ယုံကြည်လာတယ်ဆိုတဲ့ဟာမျိုးတွေဆက်သွားတာဖြစ်ပါတယ်ဆိုတော့ဒါမျက်စိနောက်ချင်တိုင်းနောက်လို့မရပါဘူးဒီလိုမျက်စိနောက်ဖို့ဆိုရင်ကျွန်တော်တို့ boosting budget တွေပတ်စံတွေကုန်ခံပြီးတော့မှဒါမျက်စိနောက်လို့ရတာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ content တွေမကောင်းနေလို့ရှိရင်လည်းဒီလိုမျက်စိနောက်လို့လည်းမရဘူးပေါ့နော်အကြောင်းအဆုံးလင်းတင်မှုတော့လိုတယ်ပေါ့နော်ကိုကဥမာ post တွေများတင်ပါဆိုလို့တနေ့တည်းကိုအယောင် post တွေကြီးပဲပေါ့နော်တောက်လျှောက်တင်တာမျိုးမဟုတ်ဘူးပေါ့နော်ကိုကအကြောင်းအရာပုံစံမျိုးလေးပေါ့အယောင် post တွေဆိုရင်တော့မှဒီအယောင်ကိုပုံစံမျိုးနဲ့ပေါ့နော်ပုံစံမျိုးနဲ့ဗီဒီယိုတွေဖန်တီးတင်ပါတယ်ဗီဒီယိုပေါ့နော်အကြောင်းအရာပုံစံမျိုးနဲ့ဖန်တီးမှသာလေဘယ်အကြောင်းအရာကိုတော့ဒီ audience တွေကပိုကြိုက်တယ်ဆိုတော့တဖြည်းဖြည်းနဲ့တည်လာမှာဖြစ်ပါတယ်ဒီလိုမျိုးတည်လာတဲ့အတွက်ကြောင့်ကိုကလည်းပေါ့နော်ဗီဒီယိုတွေဖန်တီးရဲ့အချိန်မှာပို့ပြီးတော့ confidence ရှိနဲ့ဖန်တီးနိုင်လာမယ်ပြီးလို့ရှိရင် boosting တွေလုပ်တဲ့အခါမှာလည်းပေါ့နော်ဈေးနှုန်းတက်နဲ့အကောင်းဆုံးရလဒ်ကိုရရှိလာမှာဖြစ်ပါတယ်post တွေနည်းနည်းတင်တာနဲ့များတင်တာပါကွာလဲဆိုဥပမာ post တွေနည်းနည်းတင်ကြတော့ကျွန်တော်တို့ကအကြောင်းအရာ limit ဖြစ်တာပေါ့နော်8 post လောက်တင်နေဆိုရင်10ခုလောက်မှာကျွန်တော်တို့အကြောင်းအရာ10မျိုးပြောလို့ရမယ်ပေါ့12 post တင်တော့အကြောင်းအရာ12မျိုးပြောလို့ရမယ်ပေါ့နော်ထပ်ပြီးတော့15 post post 30ပေါ့နော်အဲ့လိုတင်လို့ရှိရင်အကြောင်းအရာ15ခုအကြောင်းအရာ30ပေါ့နော်အဲ့လိုမျိုးတင်လို့ရမယ်ပေါ့နော်အဲ့လိုမျိုးတင်လို့ရတော့ဘာကောင်းကျိုးတွေရှိလဲဆိုရင်ဘယ်အကြောင်းအရာကတေချာပေါက်မယ်ဆိုတာဘယ်သူမှပြောနိုင်တာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့က test လုပ်ရတယ်ပေါ့နော်ကိုယ့်ရဲ့ဝန်ဆောင်မှုဒါမှမဟုတ် product နဲ့ပတ်သက်တဲ့ဟိုအကြောင်းကပြောကြည့်မယ်ဒီအကြောင်းကပြောကြည့်မယ်အဲ့ဒါမှသူတို့ဘယ်လိုမျိုးတွေစိတ်ဝင်စားလဲဆိုတော့ကျွန်တော်ကြည့်ပြီးတော့မှ boosting လုပ်တဲ့အခါမှာလည်းပို့ပြီးတော့ရလက်ကောင်းတဲ့ဟာတွေကို boosting လုပ်လို့ပို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ post များတင်ဖို့အတွက်ကျွန်တော်တို့က suggestion လုပ်တာဖြစ်ပါတယ်ထီလက်မှတ်ဝယ်သလိုပဲပေါ့နော်ထီလက်မှတ်များဝယ်ထားလို့ရှိရင်ကိုကထီပေါက်နိုင်ခြေပေါ့နော်ပို့ပြီးတော့များတာကိုတွေ့ရမှာဖြစ်ပါတယ် concept ကတော့ဒီလိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့် social media မှာပေါ့နော်အခုလိုမျိုး free တင်လို့ရတဲ့အချိန်မှာကိုက post တွေများတင်ထားဖို့လိုပါတယ်နောက်ပိုင်း social media မှာလည်းအဲ့လို post များတင်ခြင်း premium version ဝယ်ရမလားမဝယ်ရဘူးလားဆိုတာတော့ဘယ်သူမှမပြောနိုင်ဘူးဖြစ်ပါတယ်ဒါကြောင့်မလို့အခုကတည်းက free ရနေတော့မှ post များတင်ဖို့လိုအပ်ပါတယ်ကိုတက်နိုင်တဲ့လောက်ပေါ့နော် post တွေအကြောင်းအရာအစုံအလင်တင်ဖို့အတွက်ကျွန်တော်တို့ suggestion လုပ်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Orange Ideas ကထုတ်ရဦးပါ